အခုကာလငွေဈေးနဲ့ကိုမြန်မာငွေကျပ်1500ပဲပေးရတဲ့ချီသေးခင်းဆိုတာရှိသေးလို့လားရှိတယ်နဲတုံအိမ်မှာအများကြီးရှိတယ်ဒီမှာဒီချီသေးခင်းကဈေးတက်တယ်ဆိုပြီးတော့လည်းပဲမိမိတွေက quality ကိုလောကအထင်မသေးစေချင်ဘူးပေါ့နော် quality လည်းအရန်ကောင်းတယ် quality ကိုလည်းပြပေးမယ်ပေါ့နော်သူရဲ့ quality လေးရဆိုရင်ဒီအပေါ်ကလောကချီသားလေးပေါ့နော်ချီကော်တော်သားလေးနဲ့ချုပ်ထားတယ်သူရဲ့အောက်မှာဆိုရင်ဒီလိုမျိုး plastic လေးပါတာဖြစ်တဲ့အတွက်ကို baby လေးအပေါ်ကနေရှူပေါက်လိုက်တဲ့ခါကျရင်ဒီအတွင်းထဲမှာပဲနေမယ်ပေါ့နော်ဒီအတွင်းထဲမှာပဲနေမယ်ပြန်လျှော်လိုက်တဲ့ခါကျရင်ထွက်သွားမယ်အချလွယ်တယ်ပြီးတော့စိုက်ချအဖြစ်ဆိုရင်လည်းပဲ baby လေးမွေးကိစ္စကနေပြီးတော့မှပေါ့နော် baby လေး6လတနေ့လောက်ထိအေးဆေးသုံးလို့ရတဲ့စိုက်ချက်လေးဖြစ်တာမို့လို့မေမေတွေကဒီသေးခင်းကို1500ပဲပေးပြီးတော့မှဝယ်လိုက်တော့နော်1500ဆိုတာမြန်မာငွေကျပ်1500ကျပ်ပဲရှိတာမို့လို့မေမေတွေကတစ်ထည်မဟုတ်ဘူးနှစ်ထည်သုံးထည်လောက်တော့လောကကိုမှဆောင်းထားလိုက်တော့ကဲအစင်ကာလာလည်းအများကြီးရောက်ထားရပေါ့နော်အစင်ကာလာအဖြစ်ဆိုဘယ်လောက်စုံလဲဆိုတော့တစ်ချက်ပြပေးမယ်အစင်ကာလာဆိုရင်ဒီမှာအပြာလေးရှိမယ်ဒီလိုရောင်စုံလေးတွေရှိမယ်ဒီအောင်မှာမက်ကီမောက်လေးရှိမယ်ဒီမှာပန်းရအောင်မှာအသေးပုတ်လေးရှိမယ်အများကြီးပဲအစင်ကာလာဒီမှာဆိုရင်ကျပအောင်မှာသူကားပုတ်လေးနဲ့ရမယ်ပြီးတော့ဒီမှာဒီဟာလေးဆိုရင်ပန်းရအောင်မှာဝက်ဝက်အကွက်လေးတွေရှိသေးရဲ့ဒါလေးကနိုစိမ့်လေးအယောင်လေးလှလိုက်တာဒီဟာလေးဒါလေးဆိုရင် sport လုံးလေးနဲ့ Hello Kitty ပုံလေးနဲ့ရှိတယ်အပေကန်ချင်းနဲ့ဆိုရင်တော့ဒီလိုမျိုးအပြာရောင်လေးတွေယူလို့ရတယ်ပေါ့နော်အယောင်ကလာအများကြီးပဲဒီမှာမေမေတွေမြင်နေတဲ့အရေးအတွက်အများကြီးပဲပေါ့နော်ဒီဟာလေးထမ်းရောက်ထားဖြစ်တဲ့အတွက်မေမေတွေကစိတ်တိုင်းဆိုင်မှာလာရွေးမယ်ဆိုရင်လည်းရတယ်ဆိုင်မှာကိုယ်တိုင် AC စိတ်ကြိုက်လာရောက်ရွေးချယ်ဝယ်ယူဖို့အတွက်ကိုညီမလေးကနေပြီးတော့မှ recommend ပေးတယ်အဲ့တော့ညီမလေးဆိုင်လိပ်စာလေးပြောပေးမယ်ဆိုင်လိပ်စာလေးက Usana Plaza အနီ Usana လမ်းနဲ့ဂရမလမ်းရထားမှာမနက်9:00 နေပြီးတော့မှညနေ6:00 နေရီထိအခုပြန်လဲဖွင့်လှစ်ပေးထားပါပြီရှင်